ရိုးရပတ်မှတီးချက်နေမြင့်မြင့်ချိန်ကလေးကကြားရတဲ့မြူးမြူးကြွကြွညကမဲ့ဗလာပွဲသွားကြတဲ့ဖွဲပွဲတော်လို့နှွဲ့တော်ဖို့လက်ခေါ်လို့မောင်လို့မယ်တို့ပွဲတော်နှွဲ့တော်ဖို့လက်ခေါ်လို့မောင်လို့မယ်တို့ပြောင်းလို့ချော်လို့ပျော်လို့ရွှင်လို့လဲဖို့ပြင်စို့ဝယ်လို့ငင်လို့ထက်နဲ့ပန်းပဝက်ညာလို့ပတ်မှဝဲခေါ်တာမြန်မာဟန်ပန်းသူရလာတဲ့ဒီပွဲခေါ်တာမြန်မာဆိုရင်